ကိုရိုနာရောဂါပိုးပြီးဆိုပြီးနောက်မှာတော့သူ့လိုပဲလူချင်းချင်းကူးဆက်တဲ့နောက်ထပ်ရောဂါတစ်မျိုးထပ်မံပေါ်ပေါက်လာပါတယ်။အဲ့ရောဂါကိုနီပါလို့ခေါ်ပြီးတော့ဒီနေ့မှာတော့အဲ့ရောဂါဘယ်လိုကူးဆက်လဲဘယ်လိုကာကွယ်မဆိုတဲ့အကြောင်းလေးကိုလေ့လာကြည့်အောင်လားဗျ။ဒီလက်ရှိဖြစ်ပွားနေတဲ့နီပါဗိုင်းရပ်စ်ရောဂါပိုးတော့ကျွန်တော်တို့ရဲ့အိန္ဒိချင်းဘာဘူရီတို့ရဲ့အိန္ဒိယနိုင်ငံနေစတင်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။အိန္ဒိယနိုင်ငံအရှေ့ပိုင်းအနောက်ဘင်္ဂလားပြည်နယ်မှာရှိတဲ့ဆေးရုံတွေကနေပြီးတော့စတင်တွေ့ရှိခဲ့တာဖြစ်ပြီးတော့အဲ့ဆေးရုံမှာရှိနေတဲ့လက်စမတွေအပါအဝင်လူပေါင်း10ခန်းကကူးစက်ခံရပြီးတော့လူပေါင်း100ကိုလည်းကူးစက်မှုစောင့်ကြည့်တဲ့အဆင့် quarantine မှာထားရှိထားကိုလည်းကျွန်တော်တို့လက်ရှိသိရပါတယ်။ဒီလိုဖြစ်နေတဲ့လက်ရှိအခြေအနေကြောင့်ပဲကျွန်တော်တို့အိန္ဒိချင်းထိုင်းနိုင်ငံမှာရှိတဲ့တုံးလောက်ဘူမီလေးစိတ်အပါဝင်နိုင်ငံသားလေးစိတ်တော်တော်များများလည်းဒီအိန္ဒိယနိုင်ငံအနောက်ဘင်္ဂလားပြည်နယ်ကလာတဲ့အဲ့ဒီတွေကိုအထူးချက်မဲ့စစ်ဆေးတိုင်းပြုလုပ်နေရလို့လည်းသတင်းများရသိရပါတယ်။ဒါဆိုရင်ကျွန်တော်ဒီနီပါဗိုင်းရပ်စ်ရောဂါပိုးကိုတစ်ချက်လောက်လေ့လာကြည့်အောင်လား။ဒီနီပါဗိုင်းရပ်စ်ရောဂါပိုးကိုကျွန်တော်တို့အတီးစားတဲ့လင်းတို့ပေါ့နော် fruit bat လို့ခေါ်တဲ့အတီးစားလင်းတို့စီမှာတပွားနဲ့တွေ့ရှိရတယ်ပေါ့နော်။ဒီအတီးစားတဲ့လင်းတို့ရဲ့အတွေးတွေခန္ဓာကိုယ်တွေအရည်တွေနဲ့ထိတွေ့မိရမိပြီးတော့လူအပြင်တခြားသောလိမ့်ဆန်တွေကိုလည်းဒီယောဂပိုးကကူးစက်နိုင်တယ်ပေါ့နော်။ဒါကြောင့်မို့ဒီယောဂပိုးကိုကျွတင်ကောင်းဖို့ဆိုလို့ရှိရင်ကျွန်တော်ဒီအတီးစားလင်းတို့စာကိုက်ဖြတ်ထားတယ်ပေါ့နော်။တီးနှံတွေကိုမစားသုံးမိဖို့နဲ့တကယ်လို့အတီးနှံတွေစားမယ်ဆိုလို့ရှိရင်လည်းတေချာရေးဆေးပြီးစားရတော့အခွန်ခွာပြီးစားရလို့ပြုလုပ်တင်နေဆိုလဲတချို့ကျန်းမာရေးဝန်ကြီးဌာနတွေကထုတ်ပြန်ထားတယ်ပေါ့နော်။နောက်ပြီးတော့ဒီအတီးစားလင်းတို့ကိုက်ဖြတ်ထားတဲ့တီးနှံကိုစားမိတဲ့ဝက်အဖြစ်ဖြစ်ကြက်ဖြစ်ဖြစ်ပေါ့နော်ဒီလိုဒီလိမ့်ဆန်တွေကနေပြီးတော့လေလူခန္ဓာကိုယ်တွေကိုပြန်လည်ရောက်ရှိနေတဲ့အတွက်ဒီကယ်တို့ဒီအိမ်မွေးလိမ့်ဆန်စားသုံးမဲ့မွေးမြူလိမ့်ဆန်တွေကိုလေဒီလင်းတို့တွေပေါက်ဖွားနေရနေဝေးရမှာထားဖို့လေတချို့ကျန်းမာရေးဝန်ကြီးဌာနတွေကထုတ်ပြန်တာတွေကိုကျွန်တော်တို့သတင်းများရလဲသိနောက်ထပ်ထူးခြားတဲ့ချက်ကတော့ဒီနီပါဗိုင်းရပ်စ်ပိုးပါပေါ့နော်ကိုဗစ်-19ရောဂါပိုးထက်ကူးစက်မှုအဆ40နီးပါးပို့ပြီးတော့ပြင်းထန်ပြီးတော့တည်ဆုံမှုနှုန်းကလည်းယောဂကူးစက်မှုနှုန်းရဲ့40% နဲ့80% ရှိတာမို့ကိုဗစ်-19ရောဂါပိုးထက်အများကြီးပိုဆိုးရတာကိုကျွန်တော်တို့အချက်လက်တွေကသိရှိရပါတယ်ကုသဖို့ဆိုရင်တော့ကျွန်တော်တို့ဒီယောဂနဲ့ပတ်သက်ပြီးတော့ကုသဖို့ဆေးလုံးဝမရှိသေးပါဘူးဒီအတွက်လည်း WHO ကဒီယောဂပိုးကိုသူတင်တာပြုလုပ်ဖို့အတွက်အထူးအရေးပါတဲ့ယောဂဖြစ်တပတ်ထတင်လာပြီးတော့ဒီကာဝယ်ဆေးနဲ့ကုသဆေးတွေကိုလည်းအမြန်ဆုံးထုတ်လုပ်နိုင်ဖို့အတွက် WHO ကအခုချိန်မှာစပြီးတော့ရုံးကန်နေလို့မရှိသေးဆိုတော့ကျွန်တော်သိရပါတယ်။ဒါကြောင့်မို့ဒီယောဂကိုကူးစက်ခံရမယ်ဆိုလို့ရှိရင်တော့မိမိကိုယ်ကိုပုံမှန်ကူးစက်ဖို့လိုအပ်တယ်လို့သိရပါတယ်။ဟုတ်ကဲ့ပါကျွန်တော်ဒီမှာတော့လက်ရှိဖြစ်ပွားနေတဲ့နီပါဗိုင်းရပ်စ်ရောဂါပိုးကြောင့်ကိုတင်ဆက်ပေးခဲ့ရဖြစ်ပါတယ်။ကျွန်တော်ဗီဒီယိုအဆုံးထိရှိပေးတဲ့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ။နောက်ထပ်ဗီဒီယိုများမှာလည်းပြန်လည်တွေ့ဆုံကြပါသေးတယ်။